ရခံခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးရေသူမလေးဟာထိုးကောင်လေးအပေါ်အချစ်စိတ်နိုးထားခဲ့မိတာပေါ့။15နှစ်ကြာပြီးနောက်မှာတော့ကောင်လေးရဲ့မိသားစုဟာစီးဝါးပြက်ပြီးဒေးဝါလေးခံရမယ့်အခြေအနေနဲ့ရင်းဆိုင်လိုက်ရပါတယ်။ရေသူမလေးဟာသူမပေါ်ထားတဲ့ကောင်လေးရဲ့ကျေးဇူးကိုဆက်ချင်တာကြောင့်သူမရဲ့မိခင်စီမှာတော့ပင်လယ်ဘီရင်ကသမီးတော်ရဲ့လယ်ပင်ကပဟဲ့တွေကိုပိတ်ပစ်လိုက်ပြီးရေသူမအမီးကိုလူသားခြေထောက်တည်းအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ဒါပေမဲ့တတိပေးချက်တစ်ခုတော့ပေးခဲ့ပါတယ်။လူပြည်ကိုရောက်ရင်ဘယ်တော့ဒါပေမဲ့တကယ်တမ်းလက်ထပ်ပြီးတဲ့အခါမှာတော့သူမချစ်ရခဲ့သူကသူမကိုအလွန်မုန်းတီးနေတာကိုသိလိုက်ရပါတယ်။အကြောင်းကတော့သူ့ဖခင်ဟာသူ့မျိုးသားဟာသူ့ရဲ့ပထမဆုံးချစ်သူကိုအိမ်ကိုချစ်ချင်းပြန်ခေါ်ခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးမှာခလေးတဲ့အခါမှာတော့ရေသူမလေးဟာဝိုင်းနဲလို့ပထမဆုံးအချိန်အဖြစ်မျက်ရည်ကျခဲ့ရပါတယ်။အဲ့ဒီမျက်ရည်ဟာချက်ချင်းပဲလည်းဖြစ်နိုင်မှန်းသိတာကြောင့်သူမရဲ့ရွှေဝဲချက်ကိုဖုံးကွယ်ဖို့ရေသူမလေးကနားကတစ်ဖက်ကိုချက်ချင်းဖြုတ်လိုက်ပြီးနားကပိုလေသူမလေးလက်ထဲကပိုလဲကိုအတင်းလူယူခိုင်းပါတယ်။ပိုလဲရဲ့အရေးသွေးကိုစစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ဒါဟာရေသူမရဲ့မျက်ရည်ဆိုတာသူမသိချသွားပါပြီ။ဒါကြောင့်သူမကပိုလဲကိုလှုပ်ပစ်လိုက်ပြီးနင်းရဲ့မျက်ရည်တွေကတန်ဖိုးမရှိလိုက်တာလို့ကဲ့ရဲ့လောင်ပြောက်လိုက်ပါတယ်။သူ့ဇနီးနဲ့သမီးကိုကိုတောင်ထဲမှာအကျဉ်းချထားလိုက်ပါတော့တယ်။အမျိုးသားရဲ့ရက်ဆန်မှုကိုမြင်လိုက်ရတဲ့အခါလေသူမရဲ့ခြေထောက်တွေမှာငါးအကျွေးခွန်တွေထချင်းပေါ်လာတာကိုမြင်လိုက်ရတဲ့အခါအဲ့ဒီအမျိုးသမီးကအယံကိုဝမ်းသာအားရဖြစ်သွားပါတယ်။ရေသူမလီကနေတကယ်ဘာလို့ချင်နေတာလဲလို့မေးတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကရေသူမအသားကိုစားရင်ထာဝရအသက်ရှည်တယ်ဆိုတဲ့သတင်းစကားမှန်ငါကိုယ်တိုင်စမ်းသပ်ကြည့်မယ်လို့လူတုံ့ပြန်ခဲ့ပါတယ်။ဒါတင်မကသေးပဲရေသူမလေးကိုသေခါနီးမှာအမှန်တရားကိုသိစီချင်တာကြောင့်သူမဟာအရင်ကအမျိုးသားစီကနေဒေါ်လာတန်း900ယူပြီးကိုယ်သဘောနဲ့ကိုထွက်ခွာခဲ့တာတဲ့ကြောင့်အစာကလေးကသူ့ကိုမချစ်ပဲပိုက်ဆံကိုပဲမက်ခဲ့တာတဲ့ကြောင့်ဖော်ထွေပြလိုက်ပါတယ်။